con này gia đình là nó lưu ra bụi chạy Rajaလောကမှာအမြတ်ဆုံးဖြစ်တဲ့ဘုရားတည်ဟူသောယတနာတရားတည်ဟူသောယတနာသံဃာတည်ဟူသောယတနာအမြတ်ဆုံးပလဲကုံတို့၏ဆွဲသုံးပန်ဆင်းရဲစေဖြစ်တော်မူပါပိထသောသီလကုံသမာဓိကုံပညာကုံတို့ကိုအာယုပြုလျက်ယခုလိုရိုးရိုးကြိုးကြိုးရှိကိုပူဇော်ပူးမြော်မှန်လျော့ကြောခြင်းလေးတည်းရှိကြတော်သင်္ဘောကောင်းတို့၏ဣဇဒဗိဒဝိစွာကောင်းသောကိုတွင်ကိုပဋ္ဌာနသောသဏ္ဍာန်တို့ပဲကြောက်စေကြောက်လက်တံဖြစ်နေတဲ့အနိဒဘေကုပအန္တရေယံဆွဲကုသမြတို့သည်ကိုစဉ်ကိုငါဝေကွာကင်းပါနိုင်ကြတော်သည်ဖြစ်၍အလိုရှိသည်လိုရှိအပ်တောင်းတသည်တောင်းတအပ်ရာအရှင်းဖြစ်ပြီးသောလောကီလောကုတ္တရာစုသူစုမြတ်အယယတို့သည်လည်းပဲမိမိတို့ယခုလိုစီဘူးအထုတ်လိုက်ကြသည်ယရဏတရားပနာမကမ္မဝေစရကုသိုလ်ကံစေတနာကိုစထား၍စီဘူးတေဒါနာကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဝိယဝိဇကုသိုလ်စပြသောကုသိုလ်ကံစေတနာကမ္မတတ္တိအားတို့ကြောင့်အချိန်မကြာကိုယ်စဉ်ကိုယ်ငါပြည်စည်းပြည့်စုံတော်မူနိုင်ကြပါစေကုန်သတည်းနမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံယေသာမိဓမ္မံတရဏံယေသာမိသံဃံတရဏံယေသာမိဗုဒ္ဓံတရဏံယေသာမိဓမ္မံတရဏံယေသာမိသံဃံတရဏံယေသာမိဒုတိယံပိဗုဒ္ဓံတရဏံယေသာမိဒုတိယံပိဓမ္မံတရဏံယေသာမိဒုတိယံပိသံဃံတရဏံယေသာမိဒုတိယံ
တိယံပိဗုဒ္ဓံတရဏံယေသာမိတတိယံပိဓမ္မံတရဏံယေသာမိတတိယံပိသံဃံတရဏံယေသာမိတတိယံပိဗုဒ္ဓံတရဏံယေသာမိတတိယံပိဓမ္မံတရဏံယေသာမိတတိယံပိသံဃံတရဏံယေသာမိဣတရဏဂမနံပရိပုံဏံဒီနေ့သာသနာနှစ်2590ခုနှစ်ဘောဇာနှစ်1388ခုနှစ်နေုံလပြည့်ကျော်8ရက်နေ့နန္ဒခေဘုဟုတ်တော်သမတပင်းဆိုကြပါဘုဟုတ်တော်ဓမ္မတပင်းနေကင်းဟောလာတဲ့တရားလေးရောက်ပြီနေနေတော့မဟုတ်တော့ဘူးသမစ္ဆန္ဒယာဘာရာဒီအလိုဟောလာတယ်ပြောက်တယ်
China America. Alone my. ရောက်မှလည်းငါလည်းရောက်ချင်ရောက်တော့နော်ဒီနေ့နဲ့ထူးလာတော့နံပါတ်1ကတော့နံပါတ်2ကအစာအိမ်15ရက်လောက်ခံရတယ်နံပါတ်3ကလောလောဆယ်ခါဆိုတော့ခါကအစမ်းဒီကတော့ဝိတ္တဖြစ်နေတယ်ဒါတော့ဟုတ်တယ်လေအဲ့ဒီအားလေးဆိုတော့ရှိပါဘာလို့လူကောင်းမှမဟုတ်ဘူးရှိတယ်ခဘဘတ်လာတယ်လို့တဲ့ဇာယင်ကတော့လိုက်လိုက်တွေ့နေတော့အလူလည်းနေကြတယ်စွန်းစားတယ်ဆိုတော့ရောက်ပါဆုံးဖို့ပြီးတယ်နေကြရောက်စတော်ဝိုင်းတော့နေကြီးရောက်ပြီးတယ်စုလို့တော့နည်းနည်းအခုတော့ဆုံးဖို့ပြီးတယ်ဆိုတော့ဒါမဲ့အစာမာတော့ဒဏ်ရှိတာဒဏ်ဖြစ်သွားတယ်ဆိုတော့အစာမာမခံဒီလိုလေးတွေရှိတယ်ဘုရားကဆင်းကျင်ပြီးတော့သာဘောဇနမတ္တိမတ္တိဘောဇနမတ္တိကာလမတ္တိစရှိတယ်ကာလအချိန်ကာလကလည်းပဲအချိန်ကာလရဲ့အတိုင်းရှိတယ်ပဲအင်းချပြီးပြီးရတယ်ကာလမတ္တိအဲ့ဒါတော့ကာလမတ္တိချိန်ခါလို့အဲ့ဒီအချိန်ခါနဲ့ညီညွတ်အချိန်ခါနဲ့လျော်ညီအောင်နေတဲ့ထိုင်တဲ့လုပ်တဲ့ကိုင်တဲ့လူရှိလို့ရတယ်အဲ့လိုပဲမတ္တိညွတ်ဆိုတာအတိုင်းရှိတယ်အခုဒီနေရာမှာတော့ဘောဇနမတ္တိဆွမ်းအာဟာရတို့ရဲ့အတိုင်းရှိလို့ပြီးရဒီအာဟာရကအစာကျင့်ရက်တွေဒီအာဟာရကအစာမကျင့်ရက်တွေအဲ့ဒါအဲ့ဒီအာဟာရရဲ့ဒီအာဟာရကချုပ်စာဒီအာဟာရကသက်စာအာဟာရတစ်ခုကတချို့ကချုပ်တချို့ကသက်တယ်နောက်ဒီအာဟာရကအပူစာဒီအာဟာရကအေးစာအဲ့ဒီလိုသိရပမာဏမျိုးကြောင့်ဆိုတာတဲ့ဒီကရန်ကြတော့မျိုးကြောင့်ဆိုတာတကယ်စီယုံတစ်ခုလိုပဲစီဝါထုတ်လုပ်တဲ့ဉာဏ်ဌာနတစ်ခုလိုပဲဒီ BI နဲ့ပုံပြီးတော့မြင့်တယ်အဲစီဝါထုတ်တဲ့ဌာနတစ်ခုလိုပဲခင်းမှာအယောင်မှာအဟတ်အယောင်ဝတ်စားတဲ့အယောင်အဟတ်တဲ့နောက်က background လောက်လုပ်တယ်ဒီလိုပါညင်းလေပဲအဆက်ဟင်းစမ်းပြီးဒီဟင်းလေးနဲ့ဒီဟင်းလေးနဲ့ဒီရတာလေးနဲ့ဒီရတာလေးဝဲဆက်ဖို့ဖန်တီးခွင့်ရှိတဲ့ပြည်တွေရန်တာမဏိများမှာတော့အိမ်တိုင်းကဆုံးကိုခံပြီးတော့ပုံပြရတာဖြစ်တယ်အဲ့လိုဒီမခတ်နိုင်ပါများသောအားဖြင့်တော့ဘုန်းကြီးတို့ငယ်ကတော့ဗတ်တပိုင်းနဲ့ပုံပြီးတယ်များဆွမ်းကြုတ်တယ်ဘာလို့အဲ့ဒါဗတ်တပိုင်းဆိုတော့ရွေးချယ်စရာလည်းမရှိတော့ဘူးဒီတိုင်းပဲစားရန်ဆုံးခံတဲ့တန်းရှိတဲ့ရေဘုန်းကြီးဗတ်တပိုင်းခွဲမရတဲ့နေရာမှာတော့အဲ့ခံဘုရားကိုသီးသန့်လွတ်လပ်စွာနေထိုင်ခွင့်ရတဲ့နေရာမှန်မှန်များဗတ်တပိုင်းစီကံတိုင်းနေရမယ့်နေရာဆိုရင်စီကံတိုင်းအဲ့ရှိနေတော့အမျိုးကြောင့်ဆိုတာစီဝါထုတ်လုပ်တဲ့ဌာနအရသာ6မျိုးဆိုကြပါဒီရသာ6မျိုးကဘယ်ရသာနဲ့ဘယ်ရသာနဲ့ကအာဇာတဖြစ်တယ်သူရပါဘယ်ဟာကတော့ဘယ်ဖြစ်တယ်မျိုးရောင်စဉ်းစားနောက်တစ်ခုကဒီခန္ဓာကချုပ်စာဖြစ်တယ်ဒီခန္ဓာကသက်စာဖြစ်တယ်အဲ့လိုဒီခန္ဓာကအပူဖြစ်တယ်ဒီခန္ဓာကအေးဖြစ်တယ်အဲ့ဒါလေးကိုညှတချက်ပြုတ်တယ်
နောက်တစ်ခုကကိုယ်အိမ်မှာနေတဲ့မိသားစုအဲ့ဒီမိသားစုကအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိလူလက်ပိုင်းကဘယ်နှယောက်ရှိလူအငယ်ပိုင်းကဘယ်နှယောက်ရှိအဲ့ဒီမှာမှကျမ်းမာရေးကောင်းသူကဘယ်နှယောက်ရှိကျမ်းမာရေးကောင်းသူကဘယ်နှယောက်ရှိမျိုးကြောင့်တွေကလူကသူ့ကောင်းလေးနဲ့စဉ်းစားထားအဲ့လိုစဉ်းစားထားပြီးတော့စီမံတာပေါ့စီမံတော့ဆုံးဖြတ်တဲ့ဘက်မှာအများကြီးတော့လူပါဘူးရှင်ပြေမလည်းမဟုတ်ပဲသာမန်ဒန်းစားသာမန်နေထားတော့ပဲရှိတာပဲဆိုတော့အများကြီးလည်းလိုအပ်ပါလုံသုံးရှိမှတစ်ခွက်သုံးခွက်ပေါ့အဲ့ဒါလေးကဟတ်နေလို့ဒီတော့ဟတ်ဟင်းအရသာဟတ်နေဆက်တယ်အဲ့လိုလေးပေါ့ဒါကအဲ့လိုဖြစ်ပေါ်လာတဲ့အခါစားသုံးသူကရောဆိုတာကိုယ်အတိုင်းရှိကိုကုသီပါကိုယ်အတိုင်းရှိငါမှာပါစကဝါမီညံ့နေတာခါရတို့ဒီအားလုံးစာကြည်ချက်နိုင်လောက်တဲ့ဆွမ်းအားရှိတာမရှိဘူးလားဆိုတာဘာသာကိုသိရသူများမေးစရာမလိုဘူးခါရခါဆွမ်းနိုင်ရလားကိုယ်ပမာဏကိုနောက်တစ်ခုကဘာလဲလို့ပြီးရင်ဆွမ်းတော်ဆွမ်းနိုင်နေတဲ့သို့တော်အရွယ်အားဖြစ်ပြီးဒုက္ခနံအာရော့လျားသွားတဲ့လောဘသွားတဲ့အရွယ်ရောက်ပြီဆိုရင်အရွယ်ရဲ့နောက်မှာအားပါပါအရွယ်နောက်မှာပါပါအရွယ်နောက်မှာအားပါပါခွန်အားကြီးကြာဆင်းတာအရွယ်ကပူသွားတယ်ခွန်အားကြီးဆုံးယုတ်သွားတယ်အဲ့ဒီခွန်အားဆုံးယုတ်တဲ့တဲမှာအဲ့ဒီခန္ဓာမှာရှိနေတဲ့လုံးဆောင်ချက်တွေကလည်းနှီးကွေးသွားတယ်နှီးကွေးသွားပျက်စီးသွားတာလည်းတော့ပုံသိနှီးနှီးကွေးကွေးလုံးဆောင်ချက်မကောင်းတတ်ကြဘူးတချို့ကောင်းတယ်တချို့မကောင်းဘူးတယောက်နဲ့တယောက်မတူကြဘူးဒါကြောင့်အဲ့ဒီလိုရှိတော့ကိုယ်ပမာဏကိုမသိရတိုင်းရှိတိုင်းကငါဘယ်လောက်ရှိလဲရှိတော့ကတော့ကြိုက်တယ်နှစ်သက်တယ်သိနှစ်သက်တယ်ဆိုတော့နှစ်သက်ပြီပဲအဲ့ဒါကို40အန်ဒါတော့40အောက်မှာတော့ကတော့အကြိုက်နဲ့နေပြီးရတယ်40ကျော်သွားရင်တော့အလိုက်ပြနေပြီးပြင်ဆင်ပါဘုရားက40မှာပြောလားဟမ်40မကျော်သေးဘူးလားပြိဿပဲကြီးသွားတယ်ကိုကမကြီးခဲ့ဘူးလားအဲ့လိုတော့40ကျော်သွားရင်တော့တဲ့အလိုက်တဲ့နေဖို့ပြင်ဆင်ရတယ်40နဲ့ထပ်ကျော်သွားမယ်လို့ကျော်တိုင်း10နှစ်တစ်ဖြတ်လာနေနီးကိုပြင်ပြီးပါနေ10နှစ်တစ်ဖြတ်အဲ့ဒါ10နှစ်ငါ40နဲ့50ဆိုနောက်ထပ်တစ်ဆင့်ပြင်ပြီးရ50နဲ့60ဆိုနောက်ထပ်တစ်ဆင့်ပြင်ပြီးရတရားဟောထားတဲ့သုတ်တန်တွေရှိပါတယ်ဓာတက10နှစ်တစ်ပိုင်း10နှစ်တစ်ပိုင်း10နှစ်သားမှာဘယ်လိုနေတယ်အနှစ်20ကျဘယ်လိုနေတယ်အသက်30ဘယ်လိုနေတယ်ဆိုတာအဲ့ဒီမြတ်စွာဘုရားကအရွယ်နဲ့ပတ်သက်ပြီးဟောထားတဲ့တရားတွေရှိတယ်ဒါလေးတွေလည်းခေါင်းထဲမှာထည့်ထားတာထည့်ဒါပေမဲ့ချိန်ကြီးအမြဲမပြတ်တတိယပြီးမနေတတ်ဘူးတတိကမိတ်လျော့တတ်တယ်သိတယ်သိဘူးတယ်သိထားတယ်ဒါပေမဲ့မိတ်လျော့သွားတတ်တယ်နောက်တစ်ခုကဘာလဲလို့ဆိုတော့နောင်ဆရာမတပတ်ကတိကစေယုံကကျမကြီးဝန်ထမ်းဟုတ်လားတို့ကဘာလုပ်လဲဆိုသူများအတွက်ပဲသူပြောတာလေကိုယ့်အတွက်ကြတော့နိုင်တာကိုနေလျော့နေတတ်ကြတယ်ဟုတ်လားမဟုတ်ဘူးဟုတ်တာပဲလေဘုန်းကြီးတပည့်တွေကိုပြောတာပဲလေဘယ်လိုလို့ပြောဘူးလားပြောတာပဲဒါပေမဲ့ကိုယ်တိုင်လိုက်နာဖို့ကြတော့ရော့ရဲနေတတ်တယ်ဒီလိုပဲဆရာမတွေလည်းဒီတိုင်းညမကြီးဝန်ထမ်းတွေလည်းဒီတိုင်းအဲ့တော့သူတရားနဲ့ပြန်ပေါ့ဘုရားသူကြီးပါတာပေါ့တယောက်ကြံနေတယ်ဖြစ်ပြီးဥတွေကသူများပြထားတာလေသူကိုယ်တိုင်လိုက်နာမှုကြတော့ခက်ခဲနေတယ်ဟုတ်လားအဲ့လိုမျိုးမင်းကကိုယ်ပဲစကားလေးတွေ
ပေါ်လာတဲ့ဘာမှမပါဘူးအကြောင်းအရာလောကကြီးကိုကြည့်နေတာပေါ့လောကဝိတုလောကဝိတုလောကဝိတုဤသောမြတ်စွာဘုရားအာတိတော်ရှိခိုးပါ၏ဩကာသတတ္တသင်္ခါရဤဟူသောလောကဥဒ္ဒုံအလုံးစုံကိုအကုန်အစင်သိတော်မူမြင်တော်မူသောသဗ္ဗေလူရှင်တော်မြတ်ဘုရားအာဘုရားတိတော်ရှိခိုးပါ၏ဒါလေးပွားဝါနောဩကာသတတ္တသင်္ခါရအဲ့လိုပွားပြီးတော့ခဏနားလိုက်တော့ဘာတွေပေါ်လာလဲဆိုလောကကြီးမှာလူတွေခါကောင်းသောစကားတွေကိုဘလောက်ပြောနားထောင်ခြင်းမှနားထောင်တယ်မကောင်းတဲ့စကားတွေပြောနေပြီနဲ့လေအလွယ်တကူနားထောင်သွားတာရှိတယ်ကောင်းတာတွေထုတ်ပြပြီမဲ့ကြိုက်ချင်မှကြိုက်တယ်မကောင်းတာတွေကိုပြသနေတော့အလွယ်တကူကြိုက်သွားကြတာရှိတယ်အဲ့တော့အဲ့ဒါတွေကိုမျက်စိထဲမှာမြင်ပြီးလောကဝိတုပွားရင်းနဲ့အရှိရမျက်နှာနောက်ရမျက်နှာတောင်းရောက်ရက်ဆက်မျက်နှာကြည်ရင်ပေါ့ကြည်တဲ့တတ္တဝါရဲ့အနေထားလေးကိုကိုယ်ကတွေးကြည့်ပြီးမေတ္တာနဲ့ကြည့်ပါလေနိကကရုဏာမြေဝန်းနဲ့ကြည့်ပါလေသုံးကမုဒိတာမြေဝန်းနဲ့ကြည့်ပါလေလေးကဥပိ္ပခမြေဝန်းနဲ့ကြည့်ပါလေမြေဝန်းလေးခုမေတ္တာနဲ့ကြည့်တော့တတ္တဝါတွေချမ်းသာပါစေကရုဏာနဲ့ကြည့်တော့ဆင်းရဲကလွတ်မြောက်ကြပါစေပေါ့မုဒိတာနဲ့ကြည့်တော့လေရရှိပြီးသားစိစိတ်တွေခိုင်ခံ့တယ်လို့မရသေးတဲ့အပြည့်အပြည့်သောချမ်းသာတွေရရှိကြပါစေဥပိ္ပခဟူသောဘုန်းကြီးကဘယ်လိုသဘောကျလို့လဲမိမိကိုယ်၌ဖြစ်စေသူတစ်ပါးပေါ်၌ဖြစ်စေတရားမျှတစွာနေထိုင်တတ်ကြပါစေမိမိကိုယ်၌ဖြစ်စေသူတစ်ပါးပေါ်၌ဖြစ်စေဆိုရဲလေတရားမျှတစွာနေထိုင်တတ်ကြပါစေဥပအိက္ခတိဥပအိက္ခတိဆိုဘယ်မလိုက်ဝါရရှင်းလို့လည်းဘယ်မလိုက်ဘူးမုန်းလို့လည်းဘယ်မလိုက်တဲ့ဝါရမျိုးပေါ့ဥပအိက္ခတိဘယ်မလိုက်တဲ့စိတ်အဲ့ဒါလေးကိုဘုန်းကြီးကသိကြိုက်တယ်ဟိုကြိုက်တယ်မှာတော့ကြိုက်တယ်ကိုယ်စိတ်ဖြစ်တာတော့သူကအဲ့ဒါနှလုံးသွင်းတယ်ဥပအိက္ခတိဘယ်မလိုက်လို့ဘာလို့လဲလို့ဆိုကိုတယောက်တည်းလည်းဒီလိုပဲနေရမှာဖြစ်တယ်လူများကရှိခိုးလာလေးလေးလူများကကြည်ညိုလာလေးလေးလူများကအားထားလာလေးလေးလူတွေမကဘူးနတ်တွေကပါဝိုင်းဝန်းလာလေးလေးအားထားလာလေးလေးကိုယ်စိတ်ကမန္တိုင်ကစိတ်ကမန္တိုင်ကမတ်နေမှဖြစ်မှာစိတ်ကရိုင်နေလို့မဖြစ်ဘူးချစ်တစ်မျိုးဘုံတစ်မျိုးဖြစ်မယ်ဆိုရင်ကိုယ်ဝန်းကျင်တစ်ခုလုံးကမတ်နေတဲ့သူကတယောက်မှရှိမှာမဟုတ်တော့ဘူးအကုန်လုံးကရိုက်နေမှစောင်းနေမှဒီပဲတဲ့အဲ့ဒါကိုသတိရတယ်ဒီအိမ်နေတဲ့လူနဲ့ဒီအိမ်စောင့်နေတဲ့တူပဲဆိုတဲ့ဘုရားစကားကိုပဲအဲ့တော့ကိုကအများရဲ့အလေးစားအကျိုးမျိုးပူဇော်ခံထားတဲ့သူများရဲ့ဥညွတ်ခြင်းအတိမတ်ပြုခြင်းကိုခံထားရတယ်လို့ဆိုတာထိုသူကပူ၍မှတ်ရတယ်ထိုသူကပူ၍မှဖြစ်တယ်ပြည့်မှတ်နေရမယ်အဲ့ဒါကကိုနာကသူကဘာဖြစ်လဲမှတ်လာတယ်ကိုဝန်းချင်ကသူဘာဖြစ်လဲမှတ်လာတယ်အဲ့တော့လောကမှာသစ်ပင်လေးတွေပေါက်လာကစားလောကကြီးတဲ့ကိုထိုးထက်ပြီးတက်လာတဲ့အခါကျွတ်သစ်ပင်တွေမဖြောင်းစေခြင်းနဲ့ဆိုရင်ပြည့်မှတ်တဲ့တိုင်လေးတစ်တိုင်မချမ်းကြလေးတစ်ချောင်းစိုက်မပြီးရဘူးပေးပြီးကတ်ချီထားတဲ့အခါအဲ့ဒီသစ်ပင်လေးပဲမိကမြောင်ပြီးတော့ဘာဖြစ်လာလဲမှတ်လာတာပေါ့အဲ့တော့တစ်ချောင်းကမတ်စွာပေါက်လာတယ်ဆိုနောက်တစ်ချောင်းကလည်းမတ်စွာဘာဖြစ်လဲပေါက်လာတာပဲဒီဘက်ကဘုန်းကြီးရဲ့ကျွန်းတော်လေးကြည့်လူမလေးတွေစိုက်ထားတယ်ဒီလိုပဲစိုက်ထားလိုက်တာပါပဲလူယူစိုက်တာလဲပါလိမ့်သို့တော့တစ်ခုနဲ့တစ်ခုပြိုင်ပြီးတော့တက်မှတ်သွားကြတယ်ဘာဖြစ်သွားကြလဲအဲ့ဒီတက်မှတ်တဲ့ဉာဏ်လေးတစ်ခုတက်မှတ်တဲ့တောကလေးတစ်ခုဒါအဝိညာဏကဖြစ်တဲ့တစ်ပြင်ပန်းမလေးလေးကိုပြောတာလူလောကနဲ့လူအုံမြင်မှလည်းအဲ့လိုတက်မှတ်တဲ့သူတွေဖြစ်စီခြင်းလားဒါလောကဝိတုပါခြင်းရဲ့နောက်ဆက်တွဲလေးပြောတာပါလောကဝိတုဘုရားကုံပါတယ်ဩကာသတတ္တသင်္ခါရလောကပုဒ်တော်လုံးစုံလုံးအကုန်အစင်ပြီးတော်မူသောတပ္ပိညရှင်တော်မြတ်ဘုရားအားဘုရားတပည့်တော်ရှိခိုးပါ၏ဘုရား
ထို့ထို့အချိန်ချင်းခံမှန်ပွားပြီးတော့လောကကိုအရှိလောကဓာတ်နောက်လောကဓာတ်တောင်မြောက်တောင်လေးဓာတ်အထက်အောက်ဝန်းကျင်အကုန်လုံးတိုင်းအတဝါလေးချမ်းသာကြပါစေအဲ့လိုပေါ့မေတ္တာမြေဝန်းနဲ့တစ်ခါကြည့်နောက်တစ်ခုကဘာဖြစ်ကရုဏာမြေဝန်းနဲ့တစ်ခါကြည့်မုရိဒာမြေဝန်းနဲ့တစ်ခါကြည့်ဥပိ္ပခာမြေဝန်းနဲ့ကြည့်နောက်ဆုံးစကားလုံးလေးကတော့အဲ့ဒါဥပိ္ပခာမိမိကိုယ်ပင်ဖြစ်စေတပါးသူတို့ပေါ်၌ဖြစ်စေပြည့်မှတ်စွာမွေးမြူနေထိုင်နိုင်ကြပါစေတရားမျှတစွာနေထိုင်နိုင်ကြပါစေဟုတ်တယ်လားအဲ့လိုလေးစိတ်ကဖြစ်ပြီးတော့နေချမ်းသာတယ်နော်အဲ့တော့သောကပြောလို့လူတွေကတတ္တဝါတွေကအချို့ကောင်းသောစကားကိုဆိုနေပေမဲ့လည်းသဘောကျတယ်မှကြမကြိုက်မကောင်းတဲ့စကားတွေပြောနေပေမဲ့ကြိုက်တန်ဖိုးရှိသောအရာတွေကိုပြီးနေပေမဲ့မမဲ့မဟုတ်ဘူးတန်ဖိုးမရှိတဲ့အရာတွေကိုပြီးတော့ကြိုက်နေကြလောကရဲ့သဘာဝဖြစ်ပေါ်နေကြဒါဆိုလို့ရှိရင်ဘယ်နေရာကြလဲဒီခါခါချိုးပြီးတော့ဘာလို့နေကြကောင်းကြီးငေါပြီးတော့ခိုင်းကြီးချိုးပြီးတော့ခုံးကြီးကျုပ်ပြီးတော့ဘယ်နေရာမှများနေကြပါလဲလို့ဘယ်နေရာတော့ကြတော့တွေ့ရပါလေလို့စိတ်အတွေးလေးရောက်အဲ့ဒီရောက်တော့တဲ့အခါကျဘုန်းကြီးကပထမဆုံးဘာသွားမြင်လဲဆိုငွေသွားမြင်မဏိငွေစကားကြနားထောင်တယ်ဒီစကားနားထောင်ငွေနဲ့ပတ်သက်လာလို့ရှိရင်သိပြီးတော့ဥချိုးတာပဲလေးပြုတယ်ခါလဲချိုးတယ်ဖုံးလဲကျုပ်ပြီးတော့တခင်ကြီးပြောပါအရှင်ကြီးပြောပါကျွန်တော်ဘာလုပ်ပြရမလဲငွေရတယ်လောကကြီးကငွေစကားကိုနားထောင်နေတယ်ဟာတီးယူအောင်နားထောင်ငွေရမယ်ဆိုတီးယူအောင်နားထောင်အဲ့လိုပေါ့အဲ့ငွေအောင်မှာယာဓုရဲ့စကားကိုလည်းနားထောင်တတ်ကြတယ်ယာဓုရဲ့စကားကိုနားထောင်တတ်ကြတယ်ဂုံရဲ့စကားကိုလည်းနားထောင်တတ်ကြတယ်အာနာရဲ့စကားကိုလည်းဘာဖြစ်လဲနားထောင်တတ်ကြတယ်ပါဝါရဲ့စကားကိုလည်းနားထောင်တတ်ကြတယ်အရှိန်ရဲ့စကားကိုလည်းဘာဖြစ်လဲနားထောင်တတ်ကြတယ်ဘုရားနားထောင်တာပြောလူတွေအဲ့မှာတော့အလေးတည်ဒါပေမဲ့မိမိကတရားတည်အဖြစ်နဲ့မတရားတည်အဖြစ်ကိုကြတော့အလေးမမှုဘူးတဲ့ငါတရားလားငါမတရားဘူးလားငါအမှန်ဖြစ်လားအမှန်မဖြစ်ဘူးလားငါအမှားဖြစ်လားမဖြစ်ဘူးလားလို့ဆိုတာကိုအလေးမမှုတတ်ကြဘူးဆိုတာကိုသွားပြီးတော့မြင်ဝါထွင်သွားပြီအဲ့တော့ဒီအရေးအောက်မှာရပ်မိတယ်လို့ဆိုရင်အဲ့ဒီအရေးရဲ့အောက်ငွေရိပ်အောက်မှာရပ်မိတယ်ယာရုအရေးအောက်မှာရပ်မိတယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီအပြင်ဘာမှလည်းအဲ့ဒီပုံကိုယ်တွေချောင်းမှတ်ဖို့ဘလုံးခဲရင်းသွားပြီဟုတ်သလားဒါလေးတွေကိုမျက်စိထဲမှာမြင်ပြီးတော့လောကကြီးဆင်းရဲလိုက်တာအဲ့တော့သဗ္ဗေတ္တကမ္မတက္ကတာလုံးစုံများစွာတတ္တဝါတွေကံရဲ့ကံသာလင်ကိုယ်ပိုင်ဥစ္စာပဲကမ္မဒါယာတာကံရဲ့အဝေကံတွေပဲလို့ဆိုတာဟုတ်ပါတယ်ကံသာမူလပရဏတိကံတရားကမူလပါပဲလို့ဆိုတာဟုတ်ပါတယ်ကံကအခွင့်အရေးပေးတာပေါ့ဒါပေမဲ့ဉာဏ်ဆိုတာလကားမှမဟုတ်ပဲအတိမှန်ရှိဖို့ဉာဏ်မှန်ရှိဖို့လိုတယ်ဒီဉာဏ်မြေဝန်းမရှိဘူးပါမလာဘူးဆိုရင်တော့ဘုဒ္ဓဘူးတဲ့ညာနာမြေဝန်းဉာဏ်မြေဝန်းမပါရင်တော့မဟုတ်တော့ဘူးတဲ့အဲ့ဒီကဒနာရှိတဲ့ဒီမိုက်ပဲအလားရှိတဲ့ဒီမိုက်ပဲဇာရှိတဲ့ဒီမိုက်ပဲဟုတ်ကလားအဲ့ဒီလိုဘုန်းကြီးကကျေဘုန်းတွေးပြီးပါတယ်ဘုန်းကြီးဒါလေးထည့်ပြောတယ်ဒီလိုလေးတွေစဉ်းစားမိတာပေါ့နော်အဲ့တော့ဘုန်းကြီးတိုင်းရှည်လေးတွေနဲ့ပြောရင်းနဲ့ဒီစကားလေးတွေရောက်လာတဲ့အားလုံးပါဒါကြောင့်ကိုယ်အနေထားနဲ့ကိုယ်ပေါ့ကြည့်နေတာပေါ့နော်သို့တော့လူကဝယဓမ္မသင်္ခါရဝယဓမ္မသင်္ခါရပါတယ်တော့ဝယဓမ္မသင်္ခါရအဲ့စကားသိက္ခာဝိကျရနော်ဝယဓမ္မသင်္ခါရတရားလို့ဝယဓမ္မ
ပျက်စီးတတ်တဲ့အမျိုးတွေဝရဓမ္မပျက်စီးတတ်တဲ့အမျိုးတွေဘယ်သူကပျက်စီးတာလဲဆိုတော့သင်္ခါရတရားတွေဟာပျက်စီးတတ်တဲ့အမျိုးတွေရထားတာဒီသင်္ခါရမှာဆိုရင်နောက်ဆုံးတော့မဖြစ်သွားပျက်စီးသွားတာတစ်ချိန်နဲ့တစ်ချိန်တော့မတူတစ်စက္ကန့်နဲ့တစ်စက္ကန့်တော့မတူဘူးဘာဖြစ်နေလဲယိုနေတယ်ပြက်နေတယ်ယိုနေတယ်ရွှဲနေတယ်ခုံနေတယ်ခန်းနေတယ်ဒီလိုဖြစ်တာကိုအဲ့တော့ကိုယ့်ရဲ့အနေအခြေနဲ့အနေကိုခဏခဏမြဲတဲ့တတိစိုက်တတိနဲ့ကြည့်အဲ့တော့တတိနဲ့ကြည့်တဲ့အခါလူအပ်ချက်တွေကရှိကြတဲ့ပုံများလာတယ်ဒီကလူအပ်ချက်တွေဘာဖြစ်လဲရှိကြတဲ့ပုံများလာအဲ့ဒီအတွက်ကိုကစောင့်ရှောက်တာအာရကစောင့်ရှောက်တာကိုကတာဝန်ယူပြီးသွားပြီကိုတော့ပစ္စည်းပို့တဲ့လူတွေပဲဘာရံဆိုဘာရံဝန်ထုတ်ပုံဘိုးတွေကိုထမ်းရတယ်ဝန်တန်းသမားဘာရကဝေပြင်ဆက်ခန္ဓာဘာရခါရောစပုဂ္ဂလောဘာရခါရောစပုဂ္ဂလောပုဂ္ဂလောပုဂ္ဂိုလ်တ attva သူငါတို့သည်ဘာရခါရောဝန်ထုတ်တွေကိုထမ်းနေရတဲ့ဝန်တန်းသမားတွေဒီပါပဲဘာရသုတ်တယ်ပဲလေဝန်တန်းသမားတွေကြီးပဲဝန်ထုတ်ဝန်ဘိုးတွေထမ်းနေရတဲ့ဝန်တန်းသမားတွေပဲတစ်ခါတစ်ဖက်ကကြတော့ဘာရခဝေပစ္စခန္ဓာပစ္စခန္ဓာယုတ်ဝေဒနာသင်ညာသင်္ခါရဆိုတဲ့ဒီခန္ဓာ၅ပါးတရားကဟောက်တကယ်တမ်းကြာတော့ဘာရဝန်ထုတ်ဝန်ဘိုးကြီးပဲတဲ့ယုတ်ကလည်းဝန်ထုတ်ဝန်ဘိုးပဲဝေဒနာကလည်းဝန်ထုတ်ဝန်ဘိုးပဲသင်ညာသင်္ခါရဝိညာဉ်တွေကလည်းဘာဖြစ်လဲဝန်ထုတ်ဝန်ဘိုးတွေကြီးပဲသူ့ပြပုဂ္ဂိုလ်တ attva အနေနဲ့သွားပြီးဒါဝန်ထုတ်ဝန်ဘိုးအဲ့တော့ဒီခန္ဓာ၅ပါးကဝန်ထုတ်ဝန်ဘိုးပဲတကယ်တမ်းဉာဏ်နဲ့ကြည့်လိုက်တာဝန်နေပဲလို့အဲ့ဒီဝန်လေးကိုဘယ်သူကဘာလုပ်နေရတော့ဆိုတော့ပုဂ္ဂိုလ်ဆိုပုဂ္ဂိုလ်တ attva သူငါစတာလူတ attva အများတို့ကဘာလုပ်နေထမ်းနေရတာဘာရခါရောစပုဂ္ဂလောစပုဂ္ဂိုလ်တ attva တွေဘာရခါရောအဲ့ဒီဝန်ထုတ်ဝန်ဘိုးတွေထမ်းနေရတဲ့ဝန်ထုတ်ဝန်ဘိုးတွေထမ်းနေရတဲ့ဝန်တန်းသမားတွေနောက်တော့ဘာရဒါနံဒုက္ခလောကဘာရဒါနံဒုက္ခလောကဟောဒီလောကကြီးထဲမှာကြီးတဲ့အဲ့ဒီဘာရဒါနံဝန်ထုတ်ဝန်ဘိုးတွေကိုထုတ်အေးနေတာထုတ်ဆောင်အေးနေတာကဒုက္ခဆင်းရဲတယ်ဒုက္ခညီငွေစရာလည်းကောင်းတယ်ဆက်ဆုပ်စရာလည်းကောင်းတယ်ဆင်းရဲတယ်ဒုက္ခဘာရဒါနံဝန်ထုတ်ဝန်ဘိုးတွေထုတ်ဒါတော့ဒီဝန်ထုတ်ဝန်ဘိုးကဘသူကထုတ်နေတာတော့ဘသူကထုတ်နေတာတော့ဆိုတော့တခြားဟုတ်ပါယူလားတဲ့ဟုတ်လားကံနဲ့ကိလေသာဘာနဲ့ကံနဲ့ကိလေသာကထုတ်ပြီးနေတာပါကိုတဲ့ကံကပြုလုပ်တာလေကိလေသာပေါင်းဆက်တာလေဟုတ်တယ်လားအဲ့ဒါကိလေသာအမိပြုပြီးတော့ကံဖြစ်လားမဖြစ်လားဒီအဲ့ဒီကိလေသာအမိပြုပြီးကံလေးဖြစ်တယ်ကံနဲ့ကိလေသာနဲ့ပေါင်းဆက်ပြီးတော့ခန္ဓာကိုယ်လေးထုတ်ပြီးလိုက်တာတဲ့ကံထုတ်လို့တဲ့အရာတွေအဲ့ဒီမှာမှအသိဉာဏ်အမြင်ဉာဏ်ရှိလာတဲ့ပုဂ္ဂိုလ်ကတတိနဲ့ထားပြီးကြည့်တဲ့အခါကျတော့ရရှိနေတဲ့ယုံနာခန္ဓာအစရှိတဲ့ဒီတရားတွေကဒီကရမ်းကျတော့ဒုက္ခသစ္စာမျှတာဒီဘာသစ္စာဖြစ်တဲ့ပြတ်တဲ့တရားတွေကမဖြစ်လေဒုက္ခသစ္စာပါပဲတဲ့ဒါဆင်းရဲတတ်တဲ့တရားဆင်းရဲခြင်းအမှန်တရားပဲအဲ့ဒီပေါ်မှာတွေ့တားနေတဲ့အရာကတော့သမှုရိယပဲတွေ့တားနေတာပဲဖြစ်လေတွေ့နည်းကဘယ်လိုတွေ့တာလဲဆိုတော့မသိတွေ့နေတာဘာတွေ့နေတော့မသိတွေ့နေတာတဲ့မသိတွေ့နေတာအဲ့ဒီတွေ့နေတဲ့တရားကသမှုရိယပါပဲတဲ့အဝိဇ္ဇာတဏှာအရင်ခံထားပြီးတော့တွေ့တားနေတာသမှုရိယပါပဲအဲ့တော့ဘာကို
အဓိကထားမှုကိုယ်စိတ်ကလေးကိုသေချာသုံးသပ်ပြီးတော့သေချာရှုပြီးတော့ကြည့်တော့ငါစိတ်မှာအဲ့ဒီတွဲနေတဲ့ရင့်နေတဲ့မြင့်ရှက်နေတဲ့မှောင်ကျနေတဲ့တရားတွေကဘလောက်များသူပြောပြီးဘလောက်များများပြနေပါလိမ့်မလဲဒါလေးကိုသေချာရှုကြည့်တော့အစောကပြောသလိုအမှားကိုအမှန်ထင်တာကတော့အခြေခံပါပဲအမှားကိုအမှန်ထင်တာကအခြေခံပဲလို့ဆိုလိုက်တာကတခြားပြောတာလားအဝိဇ္ဇာပြောနေတာလားဝိဇ္ဇာပြောနေတာပဲကိုကြိုက်တဲ့ကိုကောင်းပြီးတော့မြင့်ရှက်ပြည့်ဖက်ပြီးတော့ထားတာကတခြားပြောတာလားတဏှာပြောတာလားဟောဝိဇ္ဇာနဲ့တဏှာမူလဆိုတာမသိကြဘူးလေအဲ့လိုခံမျိုးလေးတွေရှိတော့ကိုယ်စိတ်မှာရှိနေတဲ့ဒီတရားကိုမောင်းနေတဲ့အရာကိုတို့လင်းအောင်လုပ်ဖို့ကိစ္စရှိတယ်မောင်းတဲ့အရာကိုဘာလို့လဲမြင့်ရှက်ပြီးတော့ပြည့်ဖက်ထားတဲ့အရာတွေကိုပြည့်ပြည့်သွားအောင်တို့မှာအားထုတ်ဖို့ကိစ္စရှိတယ်ရှိတာမရှိဘူးလားအမှောင်ကိုလင်းဖို့ကိစ္စရှိတာပေါ့ကိစ္စဆိုတာအမှုသို့မဟုတ်အလုပ်ပေါ့နော်ငါကိစ္စရှိသေးလို့ကိစ္စရှိတာပေါ့ဘာလဲဆိုအမှောင်ကိုလင်းအောင်လုပ်ဖို့ကိစ္စရှိတယ်မြင့်ရှက်ပြီးတော့ပြည့်ဖက်ထားတဲ့အဲ့ဒီအမြင့်ရှက်တွေကိုပယ်ဖို့အတွက်ရောရဲအောင်လုပ်ဖို့အတွက်ဖယ်ထုတ်ဖို့အတွက်ငါမှာကိစ္စတစ်ခုကရှိသေးတယ်။အခြားပြောတာလားအဝိဇ္ဇာနဲ့တဏှာကိုပြောနေတာလား။ဘာနဲ့ပါလဲ။အဝိဇ္ဇာနဲ့တဏှာကိုအခြေခံထားပြောပြီးငါစိတ်မှာရှုနေတဲ့ကစိတ်မှာဖြစ်ပေါ်လာတာပြီ။ရှုကြည့်လိုက်အနေရာရှုကြည့်လိုက်ဟုတ်လား။နာတိပြပဲရှုရင်ကြိုက်ရှုဝမ်းပိုက်ပဲရှုအဲ့လိုရှုကြည့်တဲ့အခါရှုတဲ့အခါမှာတွေ့နေရတဲ့အခါကသရဏနဲ့တွေ့နေရတာဘာမှမတွေ့ဘူးဘိုက်ရှိတော့လဲဘိုက်တွေ့နေနှာခေါင်းရှိတော့လဲနှာခေါင်းတွေ့နေတယ်သရဏနဲ့တွေ့နေအဲ့သရဏလေးကိုနောက်ထပ်စူးစိုက်ရှုတော့ဟန်ပဲတွေ့နေရတယ်သရဏနဲ့ဟန်နဲ့ဒါနဲ့ကိုယ်ကခြားခြားပတ်ချလဲနေတယ်အဲ့တော့ဘာမတွေ့တာတော့သူ့သဘောမတူနော်တဏှာနဲ့ခံပဲတွေ့နေတာဘာမတွေ့ဘူးသဘောမတွေ့ဘူးဒီဘုကသဘောထီအောင်ကြည့်ရမှာသဘောမြည်အောင်ကြည့်တဲ့အခါယုတ်ကယုတ်သဘောမြပဲနာကလည်းနာသဘောမြပဲဒီသဘောအဲ့ဒီသဘောကိုဆက်ပြီးတော့ကြည့်တော့ကြည့်လိုက်တော့လေဒီယုတ်နာကအလုတ်ကဘာလုပ်တာလဲဖြစ်ပြနေတာပဲဘာလုပ်နေတာတော့ဖြစ်ပြနေတာကဖြစ်ပြကတော့ဘာလို့လဲအကြောင်းမကင်းဘူးဘာမကင်းလို့အကြောင်းမကင်းရင်နောက်တစ်ဆက်ကအကျိုးလည်းပဲကျင်းပါမလဲဟုတ်တယ်လားအကြောင်းမကင်းလို့အကျိုးမကင်းဘူးဒါဆိုရင်သန္တရာဆိုတာတခြားလားကြောင်းကျိုးဆက်ဆက်နေတာလားသန္တရာတခြားမဟုတ်ဘူးအကြောင်းကျိုးတွေဆက်ဆက်နေတာလေအကြောင်းကြောင့်အကျိုးဖြစ်ပြီးအကြောင်းကြောင့်အကျိုးဖြစ်ပြီးဒီလိုမဟုတ်လားအဲ့တော့မှတခါတော့ဟိုသီလသုတ်တံကသီလထေရီမပြောတာလေးကသိကောင်းတာပဲဟေတုံပဋိစ္စအမ္ဗုတံဟေတုပင်္ဂာနိရောဇတိဟေတုံပဋိစ္စအကြောင်းကိုအကြောင်းတရားကိုဆွဲမြင်ပြီးတော့ဖြစ်ပေါ်လာသမျှပင်္ဂါရတရားအစာအစာတို့သည်ဟုတ်လားဟေတုံပဋိစ္စသံဗုတံဟေတုံပဋိစ္စအကြောင်းတရားကိုဆွဲပြီးတော့သံဗုတံဖြစ်ပေါ်လာသမျှသင်္ခါရတရားအစားစားတို့သည်ဟေတုပင်္ဂါအဲ့ဒီအကြောင်းတရားတွေချုပ်ငြိမ်းသွားလို့ရှိရင်လေသူလည်းပဲနိရောဇတိချုပ်သွားမှာပါအကြောင်းတရားမရှိတော့ဘူးလို့ဆိုရင်နိရောဇတိအကျိုးတရားလည်းပါဖြစ်တာနော်ချုပ်သွားမှာပဲတဲ့ချုပ်ငြိမ်းသွားမှာပဲလို့စကားလေးကဒါလေးပဲဟေတုပဋိစ္စသံဗုတံဟေတုပင်္ဂါနိရောဇတိအကြောင်းဆွဲပြီးတော့ဒါဖြစ်နေတာအဲ့ဒီအကြောင်းတရားလေးသာမရှိခဲ့ရင်ဆိုဘုရားကနိရောဇတိအကျိုးတရားကလည်းမရှိတော့ဘူးဟုတ်တယ်လားပြီးတော့ဒီအကျိုးမှန်သမျှကဘာပြီးဖြစ်နေတယ်အကြောင်းပြီးဖြစ်နေတယ်ဆိုတာမသိကြဘူးလားဒါဆိုလို့ရှိရင်ကိုယ်စိတ်မှာဖြစ်နေတဲ့ဖြစ်ကြောင်းတရားပေါ့အကြောင်းတရားကိုသိဖို့လိုလားမလိုဘူးအဲ့တော့ဘာပဲပေါ်လာလေဒါကတော့အကြောင်းလေမိတော့တယ်အဲ့လိုပေါ့ဒါလေးကိုအသေးချာမြင်အောင်ကြည့်တယ်ကိုယ်စိတ်ဖြစ်လာဣလိတာကိုယ်သာသိအောင်ရှိဟုတ်တယ်လားကိုယ်စိတ်ဖြစ်လာဣ
ကိလေသာကိုယ်သာသိအောင်ရှုဟုတ်သလားကိုယ်စိတ်မှာဖြစ်နေတဲ့ကိလေသာကဟုတ်သလားကိုယ်စိတ်ဖြစ်လာကိလေသာကိုယ်သာသိအောင်ရှုကိုယ်ကိလေသာကိုသိပါဘယ်သူကိလေသာကိုယ်ကိလေသာကိုသိပြီးတော့ရှုဖို့ပြောနေတာပါပြောအဲ့ဒီတရားလေးရှုဒီနေရတာပဲသောသောကဘုဘကြီးဖြစ်နေတဲ့ခါလေးလည်းပဲမရှိဘူးမဟုတ်ရှိတာပဲရှိမှာပေါ့စဉ်းစားတယ်ငါ့ကိုပါဝါတွေပေါ့အားထုတ်ခဲ့တဲ့အာတိဝနပစ္စယတ္တိဘာပစ္စယတ္တိအာတိဝနပစ္စယတ္တိအချိန်ကုန်လေးရှိတော့ဒါလေးများဒီလိုလေးလှုပ်လိုက်ရင်မရဘူးလားလို့ဆိုရင်မရနိုင်ဘူးဘာဖြစ်တော့မရနိုင်ဘူးဘာလဲတော့မရနိုင်ဘူးဘာလို့မရနိုင်တော့လို့ရှိကတက်တည်ပြသွားတာဒီအများကြီးပဲလေအရှင်မောက္ကလန်နဲ့တကွာအရှင်မောက္ကလန်ရဲ့ဟုတ်လားတပိသားသမီးတွေအားလုံးတဘောမကြည့်ကြကြီးတာပဲဒါပေမဲ့သူအရှင်မောက္ကလန်ကြီးနဲ့တကွာရှင်မောက္ကလန်နဲ့တပိသားသမီးတွေနောက်ဆုံးပြိဋိဘံဝင်ဆံရဘူးလားဝင်ဆံသွားတာဘာလို့လဲသဘာဝကိုဝင်ဆံလို့ရနိုင်တယ်ဘာလဲတော့သဘာဝကိုဝန်ဆံလို့မရနိုင်ဘူးဆိုတာအဖြစ်ပါအဲ့ဒီပါပဲတဲ့ကျန်တဲ့အရာတွေအများကြီးပါလောကမှာဒိဋ္ဌိကျဲတွေအများကြီးတကယ်အဓိပတိတွေအများကြီးသဗ္ဗညုရှင်ဉာဏ်တော်ရတဲ့ဘုရားရှင်ကိုရောမြတ်ကြည့်တော်လေဒီတိုင်းမှာပဲတဲ့ဒီတိုင်းမှာပဲသဘာဝအတိုင်းပဲနေဘယ်တိုင်းလဲသဘာဝအတိုင်းပဲနေတယ်သဘာဝအတိုင်းပဲတွေးတယ်သဘာဝအတိုင်းပဲဆင်ခြင်တယ်သဘာဝနဲ့ပတ်သက်တဲ့အလုပ်တွေပဲလို့နော်သဘာဝကျော်လွန်ပြီးတော့ဘယ်တော့မှမလုပ်ဘူးသဘာဝတရားကျော်ပြီးတော့မဖြစ်လေမလုပ်ဘူးဟုတ်လားအနန္တပြောတာပဲပြောတဲ့စကားတွေရှိတာစကားပြေးထွက်သွားတဲ့ပုဂ္ဂိုလ်အဲ့ဒါရှိသေးတော့ဘုန်းကြီးတို့ပြိတ္တာဒါကြောင့်ဘုန်းကြီးပြောချင်တာကအာတိဝနပစ္စယတတ်ဘုန်းကြီးလားအချိန်များစွာခါအားထုတ်ခဲ့ပြီးတော့သမထဝိပဿနာအစရှိသောအာတိဝနပစ္စယတတ္တိရှိနေပါပြီရှိပါတယ်လို့ဆိုအဲ့ဒီပစ္စယတတ္တိနဲ့ကဲငါမှတော့အရှိန်ရှိနေပြီဒါကြီးသွားလိုက်တော့ခဲ့တယ်ရမယ်မရဘူးလေအကြောင်းရှိရင်နဲ့အကျိုးပေါ်မှာပဲအကြောင်းရှိရင်ဘာဖြစ်လဲအကြောင်းရှိရင်အကျိုးပေါ်မှာပဲဆိုတာသင်ရင်မိတာနော်သေချာရှိကြည့်တယ်အော်အကြောင်းရှိလို့အကျိုးပေါ်နေတယ်အကြောင်းရှိလို့အကျိုးပေါ်နေတယ်ပေါ်တဲ့အကျိုးကဘာတွေတော့ဖြစ်ဘာဖြစ်တာတော့ဖြစ်ပြတာအတော်ချုပ်ပြီးပြောတာလေနော်ပြောမယ်ဆိုရင်တော့အများကြီးပေါ့ဖြစ်ပြခုဖြစ်ပြကလေးတခုမြင်ဖို့အကြောင်းကိုကပြောရမှာအများကြီးပဲနော်အလွယ်တကူပြောလိုက်တာဖြစ်ပြဘုန်းကြီးပြောတာရှင်းရှင်းလေးရနော်အဲ့ဒီဖြစ်ပြကဘယ်သူဖြစ်ပြတယ်လို့ပြောတော့ယုတ်ပရမတ်နံပရမတ်တို့ရဲ့ဖြစ်ပြပရမတ်ဘာထည့်ပြောရသေးလဲယုတ်ပရမတ်နံပရမတ်တို့ရဲ့ဖြစ်ပြပရမတ်တရားတို့ရဲ့ဖြစ်ပြကိုပြောတာဒါလေးပြောတယ်အဲ့တော့ဒါလေးတွေကိုသေချာဆိုင်ဩဥပလိနဲ့သူဖြစ်ဥပလိပြဆိုတော့တခုချင်းရှိရပြည့်စုံသွားတာပြည့်စုံပစ္စည်းများရှော့ဖြစ်ပြီးတော့ခုံခဲသွားတယ်လို့ပဲအဲ့ဖြစ်ပြသွားတဲ့အရာတွေပြည့်သွားတယ်လို့ခုံခဲပြီးတော့ခဲပြင်းပြီးဖြစ်သွားတယ်လို့ဒါလေးတွေကိုနောက်ထပ်အစားထိုးတဲ့အရာကမလွှမ်းမိုးနိုင်တဲ့ကလည်းပဲအဲ့ထုံးတဲ့တိုင်းအကြောင်းရှိတာအကြောင်းကနောက်ထပ်ကအကြောင်းတစ်ကရှိကအပြည့်စားမထိုးနိုင်ဘူးအဲ့မှာဒုက္ခဝိပရိနာမဓမ္မဒုက္ခဝိပရိနာမဓမ္မဒုက္ခဝိပရိနာမဓမ္မဆိုအဲ့ဒီဟောက်ပြန်နေတာကကိုကဆင်းရဲတာလေဟောက်ပြန်နေတာကကိုကဘာဖြစ်လဲဘာလို့ဆင်းရဲနှိမ့်ဆက်တယ်ဘာလို့ဆင်းရဲလဲဟောက်ပြန်ခံခဲ့နှိမ့်ဆက်တတ်သည်တဲ့ဟုတ်လားအဲ့ဒါနှိမ့်ဆက်တတ်လို့အဲ့ဒါဆင်းရဲနေတာပဲတဲ့ဆင်းရဲအဲ့ဒါတခါအဲ့ဒါကိုလိုက်ကြည့်ဝိပရိနာမဓမ္မဒုက္ခဝိပရိနာမဓမ္မဒုက္ခဟောက်ပြန်တတ်တဲ့တရားကြီးကဆင်းရဲတာပဲလို့သွားမှာဆိုတော့ဒါဆိုလို့ရှိရင်ဒါလေးကိုပဲကြည့်တဲ့အခါအဲ့ဒီဟောက်ပြန်တတ်တာကယောဂကလည်းဟောက်ပြန်တတ်တယ်ယုတ်ကလည်းဟောက်ပြန်တတ်တယ်ဟုတ်တယ်လားယောဂကလည်းဟောက်ပြန်တတ်တယ်ယုတ်ကလည်းဟောက်ပြန်တတ်တယ်ဟောက်ပြန်မှုပေါ်မှာကိုကအစကတည်းကမှန်ကန်စစ်ထုတ်ထားတာမရှိရင်တဲ့နောက်ကလိုက်လာတဲ့ဒ
တင်ညာကလည်းပဲအမှတ်မှားအောင်မယ်ဝေဒနာကလည်းခံစားမှုတွေတွေ့အောင်မယ်တင်ညာကလည်းအမှတ်မှားအောင်မယ်သင်္ခါရကလည်းလုံးဆောင်ချက်တွေတွေ့အောင်မယ်အတိတွေကလည်းထပ်မမှားဘူးလားအဲ့လိုမဖြစ်ရလေအောင်နဲ့ဟောက်ပြန်တာသူ့ဘာဝပဲဟောက်ပြန်တာဘာဖြစ်လဲသူ့ဘာဝပဲခံစားမှုကလည်းဟောခံစားတယ်ဆိုတာခံစားတာမဟုတ်ဘူးခံစားတယ်အဲ့ဒီခံစားမှုတစ်ခုဖြစ်ပေါ်လာရင်ကိုယ်ကနည်းနည်းရှုပ်ထွေးလာတာဟောက်ပြန်တာကသဘာဝလေဟောက်ပြန်တာဘာဖြစ်လဲသဘာဝရုပ်သဘာဝဟောက်ပြန်မှာပေါ့အယောဂဖြစ်တာပေါ့အဲ့ဒါကိုနောက်ကခံစားမှုကမလိုက်ဝေဒနာလိုက်လာတယ်ဝေဒနာလိုက်လာတော့ရှုပ်ထွေးသွားတယ်ဝေဒနာလိုက်လာရင်ဘာဖြစ်တော့ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာနဲ့ပေါ်လာမပေါ်ဘူးလားအဲ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာဥပ္ပခဝေဒနာဩကာယိကကိုယ်မှာဖြစ်ပေါ်လာတဲ့အရာတွေကိုခံစားတာဘာကိုဖြစ်ပေါ်လာတာခံစားကိုယ်မှာဖြစ်ပေါ်လာတဲ့အရာတွေကိုခံစားလာပြန်ပြီနောက်တစ်ခါဒေါမနတဝေဒနာနဲ့ဒေါမနတဝေဒနာနဲ့ပေါ်လာမပေါ်ဘူးလားအဲ့ဒါကစိတ်မှာဖြစ်ပေါ်လာတဲ့အရာတွေကိုဘာဖြစ်လို့ခံစားပြန်တော့ကိုယ်ဖြစ်တာတွေကိုခံစားတယ်စိတ်ဖြစ်တာတွေကိုဘာဖြစ်လဲခံစားတယ်လို့ဆိုတော့ခံစားမှုဝေဒနာကလည်းသူကြည်လောလားဆိုတော့သူကြည်မလောပါလားဝေဒနာထဲမှာကိလေသာနှောနေတယ်ဝေဒနာထဲမှာဘာနှောနေလဲဒါကြောင့်ဝေဒနာပစ္စယတဏပစ္စယပြီးဝေဒနာလို့ပြောလားမပြောလားဝေဒနာကြောင့်တဏဖြစ်တယ်လို့တဏကြောင့်လည်းဝေဒနာဖြစ်နိုင်တာပေါ့လို့တရားခေါ်လာမဟုတ်ဘူးလားအဲဒီလိုလေးတွေဖြစ်လာတဲ့ကဲခုတ်ပြီးဝေဒနာတော့ပေါ်လာပြီဝေဒနာထဲမှာရှုပ်ထွေးနေပြီဆိုတော့ဝေဒနာထဲမှာသူ့ရှုပ်တာကိုသူ့ကြောင့်နောက်ကသိညာပါလိုက်ရှုပ်ဒါလိုက်ရှုပ်သိညာကဒါကဘာနဲ့ဆိုတာဘာနဲ့သူကဘာနေတာလို့ဆိုသိညာနဲ့လိုက်ဘာနေဘာနဲ့ဘာနေတာလို့ရှေ့ကမှတ်သားခဲ့ပြီးတဲ့အရာတွေနဲ့လိုက်ပြီးတော့ဘာနဲ့ပြောတာပေါ့နော်ဒါပေမဲ့အဲ့ဒါမှန်သလားဆိုတော့မမှန်ဘူးဟုတ်တယ်လားပညာအဲ့တော့တခါပညာမှားရင်နောက်ကဘာမှားသေးသင်္ခါရလုံးဆောင်ချက်တွေဘာဖြစ်လို့မှားနိုင်သေးတာပဲတဲ့အဲ့နောက်ကအတိကလည်းဘာဖြစ်လို့မှားနိုင်သေးတာပဲဆိုတော့ခန္ဓာ၅ပါးတစ်စင်းချင်းလိုက်ပြီးလိုက်တော့အမှားတန်ត្រာလဲနေလားမလဲဘူးလားဟုတ်လဲနေတာဒီအဲ့တော့တရားလေးပဲထိုင်ရှုနေရင်အစောကပြောသလိုပါပဲဝရဓမ္မသင်္ခါရတရားဆိုတာပြတ်တတ်တဲ့မျိုးတွေပဲအားလုံးကဒီတိုင်းမှာပဲတဲ့တတ္တဝါတွေကဝင်ဝင်ထမ်းနေရတာပဲတစ်ခုချင်းကိုအတိလေးနဲ့တတိလေးနဲ့ကပ်ပြီးရှင်းလိုက်တဲ့အခါကျတော့ဟိုတစ်ဖက်ကစွမ်းအားဆိုတာရှိစွမ်းအားလုံးတဲ့အခါငွေလေးစုဆောင်းထားတဲ့လူရဲပေါ့ကိုယ့်ရဲ့အာတိဝဏပစ္စယတတ္တိလေးတွေရှိပါတယ်ရှိတော့တချို့အရာလေးတွေလည်းပြေပြောက်သွားနိုင်တယ်ပေါ့သို့တော်လည်းတကယ်သဘာဝတရားကိုကြောင်းလဲပြဖို့ဆိုတာလူခက်ခဲတာပဲမရနိုင်ဘူးတဲ့ဟုတ်လားမရနိုင်တော့ဒီတိုင်းပဲကြည့်နေရတာပဲမကြည့်ရဘူးလားကြည့်ရတာပဲဒါလေးကိုစဉ်းစားမိအဲ့တော့ဒီနေ့ကတကယ်တော့ဘာပြောမှာလို့ဆိုတော့တကယ်ခေါ်ရမှာကဥဒ္ဒစ္စကုက္ကုစနော်ဘာဖြစ်တာလဲဥဒ္ဒစ္စကုက္ကုစလွယ်အောင်ပြောလိုက်ပါမယ်ဥဒ္ဒစ္စကုက္ကုစဆိုတာပြန့်လွင့်ပူပန်တာပဲဘာဖြစ်တာတော့ဥဒ္ဒစ္စကုက္ကုစဆိုတာဘာဖြစ်တာတော့ပြန့်လွင့်ပူပန်တာပဲမှတ်တာဥဒ္ဒစ္စကုက္ကုစဆိုတာဘာဖြစ်တာတော့ပြန့်လွင့်ပူပန်တာပဲလို့ဆိုတော့ဘာလို့ပြန့်လွင့်ရတာတော့ဘာလို့ပူပန်ရတာတော့ဘယ်အတွက်ပြန့်လွင့်ပြီးတော့ဘယ်အတွက်ပူပန်ရတာတော့မင်းနှစ်ချက်ဖြစ်တယ်နှစ်ချက်ပြောမယ်နှစ်ချက်ပဲမှတ်ထားလိုက်နံပါတ်1ကမလုံးတင်တာကိုလုံးမိခြင်းကြောင့်ပါတယ်တော့နံပါတ်2ကလုံးတင်တာကိုမလုံးမိခြင်းကြောင့်ပါတယ်တော့နှစ်ချက်ပြောတယ်ပြန်ပြောကြည့်မလုံးတင်တာကိုလုံးမိခြင်းကြောင့်လုံးတင်တာကိုမလုံးမိခြင်းကြောင့်မှတ်ထားတဲ့လို့အဲ့ဒီဟာအတွက်အဲ့ဒီကိုမပြုတ်လိုက်ရတဲ့အတွက်ကိုပြုတ်လိုက်မိတဲ့အတွက်ကိုယ်စိတ်မှာတဲ့ဘာဖြစ်သွားတော့ဆိုဥဒ္ဒစ္စပြန်နေပါတယ်ဘာဖြစ်သွားလဲပုဂ္ဂုလ်စားတဲ့ပုဂ္ဂိုလ်ကိုလည်းပူပန်သွားတယ်တဲ့ငါတော့ဒါမလုပ်လိုက်ရဘူးငါတော့ဒါမလုပ်လိုက်ရဘူးဖြစ်လားမဖြစ်ဘူးလားငါဒါတော့ပြုမိသွားပြီငါလွန်ကျူးတည်သွားပြီဟုတ်သလားဒီအပြစ်ကိုငါလွန်ကျူးတည်သွားပြီကြီးသေးငါလွန်ကျူးတည်သွားပြီဆိုတဲ့စိတ်တွေကအထက်ထပ်ဖြစ်ရှေ့ကမဖြစ်ဘူးသေးတော့
စိတ်မျိုးဥဒိစ္စကုက္ကုစစဖြစ်ပြီးသားဥဒိစ္စကုက္ကုစတွေထထပြီးဖြစ်တယ်ဆိုတော့ဒီစိတ်ကငြိမ်မှလားမငြိမ်ဘူးလားမငြိမ်ဘူးတဲ့စိတ်ကအပန်းနေတယ်တဲ့အဲ့ဒီမငြိမ်တဲ့စိတ်ကတဲ့နောက်ထပ်အလုံးတစ်ခုကိုကောင်းစွာအားထုတ်နိုင်ဖို့ကောင်းစွာလုပ်နိုင်တဲ့အတွက်အတားအဆီးဖြစ်နေတယ်ဟုတ်တယ်လားအဲ့ဒါလေးကိုပြောချင်တယ်နောက်တစ်ပတ်ကြာမှဆက်ပြီးဒီတရားလေးသိနေပြောသေးတာပေါ့နော်အပမဒီနမမေ့မလျော့မပေါ်မဆတဲ့အပမဒကုညာတတိတရားဖြင့်အပမဒီနကုသိုလ်တရားစားစားတို့၌မမေ့မလျော့မပေါ်မဆတဲ့အပမဒကုညာတတိတရားဖြင့်အပမဒီနဖြစ်လာလေပြည့်စမြဲဓမ္မတာဖြစ်နေတဲ့ယုတ်ဓမ္မနံဓမ္မယုတ်နံဓမ္မသင်္ကာရတရားစားစားတို့၌မမေ့မလျော့မပေါ်မဆတဲ့အပမဒကုညာတတိတရားဖြင့်သံပါတိဒသဘာတရားဒါနည်းနှင့်မယုတ်ကောင်းစွာမသွေချင်းကြံပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း